Okay ဒီနေ့အတွက်သင်ခန်းစာလေးကိုလုပ်ဖို့အတွက် Excel ကိုဖွင့်လိုက်ပါတော့ Excel ကိုဖွင့်ပြီးတော့ဒီလို file လေးလုပ်လိုက်ပေါ့ဒီနေ့ကဘာလို့ဆိုတော့ home tab မှာရှိတဲ့ style group ပေါ့ style group မှာဒီကောင် conditional formatting ဆိုတာဒီကောင်လေးတွေစစ်တာပေါ့နော်ဒီ NRC ဆိုတာ National Registration Code ပေါ့မှတ်ဖို့လည်းပါဘူးပြောပါဒီကောင်က format တွေပဲဒီ table တစ်ခုလုံးပုံစံ design ထည့်တာပေါ့ဒီကောင်က cell style ဆို cell လေးတွေဒီ A1 main NRC အဲ့ဒါလေးတွေကို style ပြောင်းတာပေါ့ဒီနေ့ကတော့ conditional formatting အကြောင်းမျိုးပြောပြမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ NRC မှတ်ပုံနဲ့နံပါတ်ကိုကျွန်တော်စစ်မှာပေါ့နော်ဒါကကျွန်တော်ဥပမာအနေနဲ့မလို့လူ6ယောက်တည်းပြပါတော့တကယ်ရုံးနေမှာဆိုရင်ဝန်ထမ်းတွေအများကြီးရှိမယ်ပါညာပေါ့နော်အဲ့မှာဆိုကျွန်တော်မှတ်ပုံနဲ့နံပါတ်နှစ်ခုထပ်တလားဆိုစစ်တယ်နေပေါ့နော်အဲ့ဒါ conditional formatting အနေနဲ့ကျွန်တော်တို့ manage highlight cell rule ဆိုတာလေးကနေကျွန်တော် duplicate value ဆိုတာလေးပေါ့နှိပ်လိုက်မယ်ပေါ့နော်ဟောအဲ့ဒါကျွန်တော်တို့ဒီမှာပြနေပြီပေါ့နော်ဒီကောင်ဒါတော့ပြောင်းလို့ရတယ်ပေါ့ဒီမှာပြနေဒီမှာကျွန်တော်တို့မှတ်ပုံတွေကဥပါနဲ့တော့ဒီမှာမဟုတ်လည်းတော့တူးနေတယ်အဲ့ဒါကျွန်တော်မှားပေါ့နော်တစ်ချက်ပြန်စစ်ပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့လိုလေးပေါ့အဲ့ကျွန်တော်တို့ဒီ transfer date ပေါ့နော် transfer date ဆိုတာပြောင်းနေရက်စွဲပေါ့အဲ့မှာကျွန်တော်တို့အဲ့ကောင်ကိုလည်း select မှန်ပဲပေါ့နော်ဟောဒီကောင်ကကြတော့ကျွန်တော်ပြောမေးတော့တာလာရက်နဲ့ပေါ့နော်ထည့်ထားတယ်ပေါ့လားလာရက်နဲ့ပုံစံထည့်ထားတာပေါ့နော်အဲ့ဒါလည်း conditional formatting highlight cell ကနေပြီးတော့ date of hiring ကိုသွားမှာပေါ့နော် date of hiring ကကျွန်တော်တို့ဒီမှာ yesterday ဆိုမနေ့ကဆိုတာမနေ့ကပြောင်းခဲ့တဲ့လူရုံးမှာမနေ့ကပြောင်းခဲ့တဲ့လူရှိလားစစ်တာပေါ့နော်အဲ့ဒါမပေါ်ဘူးပေါ့နော် last week လွန်ခဲ့တဲ့တစ်ပတ်ဆိုရင်ဒီမှာ10လပိုင်းကိုက10လပိုင်းမနေ့ကတော့20ရက်နေ့ဆိုတော့10လပိုင်း18ရက်လွန်ခဲ့တဲ့အပတ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့လွန်ခဲ့တဲ့ဒီပတ်ထဲ this week next week မှာပြောင်းมาနေလည်းရှိမှာပေါ့နော်အဲ့လိုပဲ last month တော့ last month မှာဆိုလွန်ခဲ့တဲ့လဆိုရင်ဒီကောင်ပေါ့6လပိုင်းကပြောင်းခဲ့တာပေါ့နော်အဲ့မျိုးလေးတွေကိုကျွန်တော်စစ်လို့ရတာပေါ့နော်ဒီလိုရုံးမှာဒါကလူဥပမာနဲ့လူနည်းနည်းလေးကိုဥပမာပြထားလို့တာပေါ့နော်တကယ်လို့ဒါရုံးမှာဆိုအများကြီးပြောပေါ့အဲ့လိုပဲဒီကောင် professor ဒီ run ဆိုတာယာရုဆန်ပေါ့နော်ယာရုဆန်ကိုကျွန်တော်တို့ဒီမှာဒီအလုံးမှာပေါ့ဗျာဒီအလုံးမှာစင်းကိုင်ဘယ်နှစ်ယောက်ရှိလဲနောက်တော့ဘယ်နှစ်ယောက်ရှိလဲဒါကတော့ကျောင်းပုံစံမျိုးလုပ်တာတော့ professor ဘယ်နှစ်ယောက်ရှိလဲဆိုတော့ဆက်မှာပေါ့အဲကျွန်တော်တို့ကဒီမှာစာရနဲ့ဆက်မှာဖြစ်နေတဲ့အတွက် test tab ကိုလေးပေါ့နော် professor ပြထားတယ်အဲ့ okay နေလိုက် professor ပေါ့ lecturer ဆိုလဲ lecturer teacher ဆိုလဲ teacher အဲ့မျိုးလေးပေါ့နောက်ရကျွန်တော်တို့ဒီမှာဥတွေတော်လေးတက်ထားတဲ့အတွက်ဒါ signature ပေါ့နော်ဟောဒီကောင် sorry ဥကျော်လို့ရေးရအောင်ပြောခဲ့ရတယ်ဒီမှာဒီဥတွေတော်လေးဆိုတာကဒါကျင်တာခွဲတာပေါ့နော်ကျင်တာခွဲတာအဲ့လိုပဲဒါဆွမ်းနာနဲ့ဒီမှာ test tab ကိုနေရာနေပြီးတော့ဒေါ်ဆိုပြီးရိုက်တယ်ပေါ့ဒေါ်ဆိုပြီးရိုက်ထည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် main ကလေး3ယောက်ရှိတယ်ပေါ့နော်ဒါမျိုးပေါ့အဲ့မျိုးကျွန်တော်တို့ဒီမှာလာစာပေါ့လာစာကကျွန်တော်တို့ဒီမှာလာစာကအဲ့လိုပဲ original formatting ကနေပြီးတော့ highlight ဆက်ပြီးကနေပြီးတော့ equal to ဆိုတာဒါဘယ်လိုပြောလဲ4သိန်းရတဲ့လူပဲနေရအောင်ပေါ့ between ဆိုတာကျွန်တော်ဂျာပေါ့ဗျဟိုကထားတော့3သိန်းရနေ3သိန်းခွဲဘယ်နှစ်ယောက်ရှိလဲအဲ့ဒါမျိုးလေးပေါ့ဒါမျိုးလေးပေါ့ဂျာထဲမှာအဲ့လိုပေါ့ဒီကောင်3သိန်းထားကြည့်မယ်3သိန်းပါလား3သိန်းထားလိုက်အောင်3သိန်းအောင်ပါနော်သူကကျွန်တော်ဒီဟိုပါပေါ့3သိန်းဂျာဆိုတာလေ3သိန်းကနေဒီ3သိန်း9000ခွဲထိယူတာပေါ့နော်โอเคအဲ့လိုပဲဒီကောင်ပြန်ပြီးတော့ clear rule လုပ်လိုက်မယ်ပေါ့နော်အကုန်လုံး clear rule လုပ်လိုက်မယ် okay clear rule select ထားတာ clear rule အနိုင်ရရှိနေရပါတော့ okay အဲ့ဒါဒီနေ့ကတော့လောက်ပဲနားမလည်ရှင်မေးကြပါဦးရမနေ့ကကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်အဲ့ဒါကျွန်တော်ပုံမှန်တိုင်းပဲ day 8ပေါ့